အားလုံးပဲမင်္ဂလာပါ Football Tip by AG ကနေပြီးပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ခင်ဗျဒီနေ့ကတော့ UEFA Nation League Quarter Final ရဲ့ပွဲစဉ်၄ပွဲအကြောင်းကိုကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော် Croatia နဲ့ပြင်သစ်ပွဲစဉ်တွေကိုကျွန်တော်သုံးသပ်ပေးမှာဖြစ်ပါတယ်ခင်ဗျကျွန်တော် Quarter Final ကျွန်တော်ပထမအကြော့ပါဗျဒီပွဲကတော့ကျွန်တော်ပကြော့2ကြော့ဆိုပြီးဆိုရမှာဖြစ်ပါတယ်လောလောဆယ်ကြီးအနေထားကိုသွားပြီးတော့ကြည့်မယ်ဆိုရင်တော့ပြင်သစ်တင်ဟာကျွန်တော် level 80 goal bound 2-80ဆိုတဲ့ပေါက်ကြီးလေးကိုတော့ကျွန်တော်ဖွင့်ထားရပြ Croatia အနေနဲ့တော့ကျွန်တော်အုပ်စု A မှာကျွန်တော်အဆင့်2နဲ့ကျွန်တော်နောက်တစ်ဆင့်တက်လာတာဖြစ်ပါတယ်ပြင်သစ်ကတော့ကျွန်တော်အုပ်စု B မှာအဆင့်1နဲ့တက်လာပြီးတော့ဒါထိတက်တွေ့ရတဲ့ပုံစံဒေတာကိုကျွန်တော်မြင်ရမယ်ဒီလောလောဆယ်မှာပြဒီကစားသမားအင်အားကိုသွားပြီးတော့ကြည့်မယ်ဆိုပြင်သစ်အသင်းကအရန်ကိုတောင်းတင်းတဲ့အသင်းပေါ့နော်Croatia အနေနဲ့တော့အဲ့လောက်ကြီးရန်ကောင်းတဲ့အသင်းတော့မဟုတ်ဘူးကျွန်တော်ဖြတ်မြင့်တတာအသင်းလောက်အနေထားလောက်ပဲကျွန်တော်မြင်ရမယ်ဗျာနော်ကျွန်တော်ဒါပေမဲ့ကျွန်တော် body ကြီးကိုသွားပြီးတော့ကြည့်ကျွန်တော်ပြင်သစ်ကကျွန်တော်တို့ level 80နဲ့ပေါက်ထားတယ်ဆိုတော့ဒါ Crow အင်ကွင်းမှာတော်တော်ကြီးကိုရုန်းကန်ရမယ်အနေထားကိုတော့ကျွန်တော် body ကြီးရဲ့သတ်မှတ်လိုက်ရင်တော့ကျွန်တော်မြင်မိတယ်ဒါပေမဲ့သူ့ရဲ့ဖွဲ့စည်းထားတဲ့လူစင်းရေးရဆိုရင်တော့ဒီကြီးကတော့ကျွန်တော်တို့ပျော်ပြောင်းတယ်လို့ကျွန်တော်ရဲ့တအူးတဲ့အမြင်ရတော့ကျွန်တော်မြင်မိတယ်ဗျပထမကျော့ရလက်ဖြစ်တာနဲ့အညီ Croatia ရဲ့အင်ကွင်းလိုအားနှုံးနေကြောင်းဒီပွဲကကျွန်တော်ဖြစ်နိုင်တည်အထိပါကျသွားနိုင်တယ်လို့ကျွန်တော်ဘူကီမြင်နေတယ်ဗျအဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ဒီနေ့ပွဲလေးကိုတော့ကျွန်တော်အရေးစွန်ပြီးတော့ကျွန်တော်2-80ဂိုးပေါင်းကြီးမှာတော့ကျွန်တော်တို့ဂိုးအောက်လေးကိုတော့ကျွန်တော်ရွေးပေးချင်ပါတယ်ဗျပြင်သစ်အနေနဲ့နိုင်လေတကူပဲဗျကျွန်တော်အနေနဲ့ဒီပွဲလေးကိုကျွန်တော်1-1လို့မြင်မိပါတယ်ခင်ဗျာဆက်လက်ပြီးတော့ကျွန်တော်ဒိန်းမတ်နဲ့ပေါ်တူဂီပွဲတင်လေးကိုကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်လက်ရှိမှာတော့ကြေးသဘောရပေါ်တူဂီကတော့ကျွန်တော် level 50ကျွန်တော်ဂိုးပေါင်းကြီးနေတော့2/80ပေါက်ထားပါတယ်ခင်ဗျာဒိန်းမတ်ကတော့အုပ်စုတင်မှာအဆင့်နဲ့တက်လာပြီးတော့ဒီပေါ်တူဂီကတော့အုပ်စု A မှာကျွန်တော်အဆင့်1နဲ့ဒီအဆင့်ကိုတက်ရောက်လာတာဖြစ်ပါတယ်ခင်ဗျာဒီပေါ်တူဂီရဲ့လူစင်းကိုသွားပြီးတော့ကြည့်ရမယ်ဆိုရင်ကျွန်တော်ဒီ PSG ကွင်းလေအတွက်ပေါ့နော်ပီတာဟာနဲ့ Navas တွဲလာမယ်ဆိုရင်တော့ကွင်းလေတွေတော့တော်တော်လေးကောင်းမယ်ကျွန်တော်အလဲမှာ final ထပ်ပါမယ်ကျွန်တော်ဒီထိပ်ပါတော့ကျွန်တော်ဂုံကြီးတို့ကျွန်တော် Rafaelio တို့ကျွန်တော် Pedro Neto တို့ဘာလို့သုံးလိုက်ရင်တော့ဒီကျွန်တော်တို့ဒီ Daymat နောက်တန်းအဲ့လောက်အရန်ကြီးပေါ့နော်ကျွန်တော်ပေါ်တူဂီတိုက်စစ်ကိုခံနိုင်ရှိမယ်လို့တော့မထင်ဘူးဗျကျွန်တော် body ကြီးကပေါ်တူဂီက level 50ဆိုပြီးတော့ကျွန်တော်ကြီးပြော့နေပေမဲ့လေဒီပွဲကကျွန်တော်နေတဲ့ပေါ်တူဂီနဲ့ပဲစွန့်စားတင်ပါတယ်ခင်ဗျာဒီပွဲကိုတော့ကျွန်တော်အနေနဲ့ကျွန်တော်ဂုံကြီးကိုရှုံးလိုက်မယ်ဗျာပေါ်တူဂီ body ရွေးပေးထားပါတယ်ဆက်လက်ပြီးတော့နောက်တစ်ပွဲအနေနဲ့အီတလီနဲ့ဂျာမနီပွဲစဉ်တွေကျွန်တော်တက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအီတလီကတော့အုပ်စု B မှာအဆင့်2နဲ့တက်ရောက်လာပြီးတော့ဂျာမနီကတော့အုပ်စု C မှာအဆင့်1နဲ့ဒါနောက်တစ်ဆင့်တက်လာတဲ့ပုံစံလေးကျွန်တော်မြင်ရမယ်ဒီပွဲကတော့တူတူဘာမှပြောစရာမရှိဘူး body ကြီးကတက်တယ်ဂိုးပေါင်းကြီးက2-60ဆိုတဲ့အနေထားမှာနှစ်သင်းလုံးဂိုးရနိုင်တဲ့အခြေအနေကိုကျွန်တော်မြင်တဲ့အတွက်ကြောင့်ဒီပွဲလေးကိုတော့ကျွန်တော်အနေနဲ့ဂိုးပေါင်းအပုံရွေးပေးထားပါတယ်ခင်ဗျာနောက်တစ်ပွဲအနေနဲ့နယ်သာလန်နဲ့စပိန်တို့ရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်ဗျဘော်ဒီဂျေးရောစပိန်ကနေပြီးတော့ level 40ပေးထားပါတယ်ဂိုးပေါင်းကြီးက2-80ဆိုတဲ့အနေထားကိုကျွန်တော်တို့မြင်ရမယ်နယ်သာလန်ကတော့အုပ်စု C မှာကျွန်တော်အဆင့်2နဲ့နောက်တစ်ဆင့်တက်ရောက်လာတာဖြစ်ပြီးတော့စပိန်အနေနဲ့တော့အုပ်စု D မှာအဆင့်1နဲ့ဗျလောလောဆယ်မှာစပိန်မှာတော့ကျွန်တော်တို့လမိုင်းရမယ်ကျွန်တော်ဝီလီယယ်တို့တိုက်စစ်ကကျွန်တော်လှုပ်သူတို့ဂိုးရနိုင်တဲ့အနေထားမှာလည်းကျွန်တော်နယ်သာလန်ကလည်းသွားပြီးတော့မခေဘူးဗျသူ့ရဲ့တိုက်စိတ်ကလည်းကျွန်တော်ရဖက်ကဂိုးရတတ်တဲ့အနေထားတွေပါကျွန်တော်မြင်နေတယ်ဒီပွဲကတော့2-80 level 40မှာ1-1ကနေစကြည့်ရမှာပွဲဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ဒီပွဲကိုတော့ကျွန်တော်ဂိုးပေါင်းအပေါ်ရွေးပေးချင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဒါကတော့ဒီနေ့ညမှာကျွန်တော်သုံးသပ်ပေးသွားတဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပထမဆုံးအနေနဲ့ပြင်သစ်ဂိုးအောင်ပေါ်တူဂီဘော်ဒီဂျာမနီဂိုးဘော်စပိန်ဂိုးဘော်ဆိုပြီးတော့ကျွန်တော်ရွေးပေးထားတဲ့၄ပွဲပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုကျွန်တော်တို့ကြိုက်နေတဲ့အားပေးမယ်ဆိုရင်တော့ကျွန်တော် like subscribe လေးလုပ်ထားဖို့တော့ကျွန်တော်မမေ့ပါနဲ့ခင်ဗျာကြည့်ရှုပေးကြတဲ့တယောက်ချင်းတိုင်းကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ